တင်းတို့စဉ်းစားကြည့်ဘူးလားအလီလုံးထဲကနေပြီးတော့အနီလင်းလိုက်အပြလင်းလိုက်စိန်လင်းလိုက်လိမ်မော်လင်းလိုက်နဲ့လိုလုပ်ပြီးတော့အယောင်မျိုးစုံလင်းနေတာလေဆိုတာအားလုံးပဲမင်္ဂလာပါ TDX channel မှာကြိုဆိုပါတယ်ဒီနေ့တင်ဆက်ပေးသွားမှာကတော့ရောင်စုံမီလင်းနဲ့ RGB LED တွေဘယ်လိုလုပ်တယ်လဲဆိုတာနဲ့ကျွန်တော်တို့ရဲ့အိမ်မှာသုံးတဲ့အဖြူရောင် LED တွေကတကယ်ပဲအဖြူရောင်အလင်းစစ်စစ်ကိုထုတ်ပေးနိုင်ရလားဆိုတာပဲဖြစ်ပါတယ်အရင်ဆုံး RGB LED တွေအလုပ်လုပ်ပုံကိုလေ့လာကြည့်လိုက်ကြရအောင်ပါ RGB LED ဆိုတာ LED တစ်လုံးထဲကနေပြီးတော့အရောင်များစွာကိုထုတ်လုပ်ပေးနိုင်တာပါဘာလို့အဲ့ဒီလိုရောင်စုံအလင်းထုတ်ပေးနိုင်တာလဲဆိုလို့ရှိရင်အနီရောင်အစိမ်းရောင်နဲ့အပြာရောင် LED ချစ်ပြားသုံးခုကိုတစ်လုံးထဲအဖြစ်ပေါင်းထားလို့ပဲဖြစ်ပါတယ်အနီအစိမ်းအပြာဆိုတာ color theory က additive color လို့ခေါ်တဲ့အဓိကအခြေခံ၃ရောင်ပဲဖြစ်ပါတယ်ဒီရောင်၃ရောင်ကိုပေါင်းဆက်လိုက်တဲ့အခါကျွန်တော်တို့လူသားတွေမြင်နိုင်တဲ့ဘယ်ရောင်ဆိုဖန်တီးလို့ရပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့သုံးနေကြတဲ့ဖုန်းတွေကွန်ပျူတာတွေ TV screen နဲ့ projector တွေဒါတွေအားလုံးရဲ့နောက်ကွယ်မှာသေးငယ်တဲ့ RGB LED လေးတွေကအလုပ်လုပ်ပေးနေတာပဲဖြစ်ပါတယ်တကယ်လို့သာ RGB LED တွေကိုသာ engineer တွေသိပ္ပံပညာရှင်တွေကမတီးထွင်နိုင်ခဲ့ဘူးဆိုလို့ရှိရင်ဒီနေ့ခေတ်လိုသုံးနေတဲ့ဖုန်းတွေ laptop တွေကိုလွယ်လွယ်ကူအသုံးပြုနိုင်မှာမဟုတ်ပါဘူးဘယ်လိုအလုပ်လုပ်တယ်လဲဆိုတာကိုအသေးစိတ်ထပ်ပြီးလေ့လာကြည့်ရအောင်ပါအနီရောင်ကိုလင်းကျင်တဲ့အခါအပြာနဲ့အစိမ်းကိုပိတ်ထားလိုက်တာပါအဲ့လိုမျိုးပဲအပြာကိုလင်းကျင်တဲ့အခါအစိမ်းနဲ့အနီကိုပိတ်ထားလိုက်တာပါလို့ဆိုရင်မေးစရာရှိပါတယ်အရောင်၃ရောင်ကတလဲစီပဲလင်းမှာပေါ်လို့ဘယ်လိုလုပ်ပြီးတော့ရောင်စုံထွက်နိုင်မှာလဲလို့တကယ်တော့ရောင်စုံလင်းဖို့ဆိုရင်သူတို့ရဲ့အလင်းအား light intensity ကိုလိုသလိုချိန်ညှိပေးဖို့လိုပါတယ် light intensity ကိုချိန်ညှိပေးဖို့နည်းလမ်းနှစ်ခုရှိပါတယ်တစ်ခုကဘိုးလေးဖြစ်ပြီးနောက်တစ်ခုကကားရံပဲဖြစ်ပါတယ်ဘိုးလေးနဲ့ control လုပ်မယ်ဆိုလို့ရှိရင်တစ်စက္ကန့်အတွင်းမှာရောင်မျိုးစုံပြောင်းနေတဲ့ LED တွေကိုအလုပ်လုပ်ပေးနိုင်ဖို့ဘိုးလေးကိုလည်းတက်လိုက်ကြလိုက်နဲ့ပြောင်းပေးရမှာဖြစ်ပါတယ်ဒါကစိတ်ကူးကြည့်တော့လွယ်ကူမနေပါဘူးဒါကြောင့်မလို့ LED circuit တွေမှာဘိုးလေးကိုပုံသေးထားပြီးတော့ကားရန်နဲ့ပဲ light intensity ကိုချိန်ညှိပေးပါတယ်အဲဒီကားရန်ကို control လုပ်ပေးတာကတော့သူရဲ့နောက်ွယ်က MCU ဒါမှမဟုတ် LED IC ပဲဖြစ်ပါတယ်ဒီလောက်ဆိုရင် RGB LED တွေဘယ်လိုလုပ်တယ်လဲဆိုတာကိုသိလောက်ပြီးထင်ပါတယ်သူတို့ရဲ့အတွင်းပိုင်းတိစောက်ပုံကိုတော့ကျွန်တော်တို့ရှေ့ဗီဒီယိုမှာ single LED တွေရဲ့တိစောက်ထားပုံနဲ့အလုပ်လုပ်ပုံကိုပြောပြထားပြီးဖြစ်ပါတယ်နောက်ထပ်အဖြူရောင် LED တွေကိုထပ်ပြီးလေ့လာကြည့်လိုက်ကြရအောင်ပါ LED တွေမှာအဖြူရောင် LED ဆိုတာရှိသလားတကယ်ပဲအဖြူရောင်အလင်းစစ်စစ်ကိုထုတ်ပေးတာလားအဖြူရောင် LED ဆိုတာ RGB LED အမျိုးအစားတစ်ခုလည်းမဟုတ်သလိုတကယ်စင်စစ်အဖြူရောင် LED လည်းဟုတ်မနေပြန်ပါဘူးတကယ်တော့အဖြူရောင် LED ဆိုတာပြာရောင် LED တစ်မျိုးပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဘာလို့အဖြူရောင်ကိုမြင်နေရတာလဲ single LED တွေမှာသဘာဝအားဖြင့်အဖြူရောင်အလင်းစစ်စစ်ကိုမထုတ်လုပ်ပေးနိုင်ပါဘူးဘာလို့လဲဆိုတော့ semiconductor တွေကတိကျတဲ့ wavelength ကိုပဲထုတ်ပေးကြလို့ဖြစ်ပါတယ်ဖြူရောင်အလင်းမှာတော့တိကျတဲ့လှိုင်းအလျား wavelength ရှိမနေပါဘူးအဖြူရောင်ဆိုတာကအလင်းလိုင်းတွေအားလုံးရောရှက်ပြီးတော့ဖြစ်ပေါ်လာတာပါဒါကြောင့်အဖြူရောင်အလင်းကိုဓာတ်ရိုက်မထုတ်လုပ်ပေးနိုင်တာပါအဖြူရောင် LED ကိုဖန်တီးဖို့ဆိုလို့ရှိရင်အပြာရောင် LED ကိုအပေါ်ကနေအဝါရောင် yellow phosphor layer နဲ့ဖုံးအုပ်ထားရပါတယ်အဲဒီတော့မှသာအဖြူရောင်လင်းနှန်းကိုထုတ်ပေးနိုင်တာပါဒါကဘလို့လုပ်တာလဲဆက်ပြီးကြည့်လိုက်ကြရအောင်ပါအပြာရောင်အလင်းက phosphor layer ကိုဖြတ်သန်းတဲ့အခါအချို့သောအပြာရောင် photon energy တွေက phosphor particle တွေနဲ့တိုက်မိပြီးတော့ higher photon energy ကနေပြီးတော့ lower photon energy ဖြစ်တဲ့အဝါရောင်အနီရောင်နဲ့အစိမ်းရောင်တွေဖြစ်ပြောင်းလဲသွားတာပါအဲဒီအရောင်တွေကိုတစ်ဖက်ပြန်ပေါင်းဆက်လိုက်တဲ့အခါမှာအဖြူရောင်အလင်းနှန်းဖြစ်ကျွန်တော်တို့အမြင်အာရုံကနေပြီးတော့မြင်ရတာပဲဖြစ်ပါတယ်။ဘာဖြစ်လို့အပြာရောင် LED တွေကိုပဲသုံးတယ်။တခြား LED တွေကိုရောသုံးလို့မရဘူးလား။ဘာဖြစ်လို့အပြာရောင် LED တွေကိုပဲသုံးလဲဆိုရင်အပြာရောင်အလင်းကမြင့်မားတဲ့ဖိုလွန်စွမ်းအင်ရှိပါတယ်။အဲဒီမြင့်မားတဲ့အပြာရောင်ဖိုလွန်စွမ်းအင်တွေက phosphor layer ကိုဖြတ်သန်းတဲ့အခါမှာphosphor particle တွေနဲ့တိုက်မိပြီးတော့စွမ်းအင်အမြင့်ကနေပြီးတော့စွမ်းအင်အနှိမ့်ဖြစ်တဲ့အနီအဝါအစိမ့်ဖြစ်ပြောင်းလဲသွားတာပါတ
ကယ်လို့သာအပြာရောင် LED ကိုမသုံးဘဲသူ့ထက်အလင်းစွမ်းအင်နှိမ့်တဲ့အစိမ်းရောင်ကိုသုံးမယ်ဆိုလို့ရှိရင် phosphor layer ကိုဖြတ်ပြီးတဲ့အခါမှာအစိမ်းရောင်ထက်စွမ်းအင်နှိမ့်တဲ့အနီတို့အဝါတို့ကိုပဲပြောင်းလဲနိုင်မှာပါအဲ့ဒီအခါအပြာရောင်အလင်းမပါလာတော့ဘဲနဲ့ပြန်ပြီးပေါင်းဆက်လိုက်တဲ့အခါမှာဖြူရောင်အလင်းစစ်စစ်ကိုထုတ်ပေးနိုင်မှာမဟုတ်တော့ပါဘူးဒါကြောင့်လင်းစွမ်းအင်မြင့်တဲ့ပြာရောင် LED ကိုသုံးခြင်းဖြစ်ပါတယ်နောက်တစ်ခုစိတ်ဝင်စားဖို့ကောင်းတာကဒီ higher photon energy level ရှိတဲ့အပြာရောင်အလင်းက phosphor layer ကိုဖြတ်ပြီးတဲ့အခါမှာ photon energy လျော့ကျသွားတယ်နော်အဲဒီလျော့ကျသွားတဲ့အလင်းစွမ်းအင်တွေကဘယ်ရောက်သွားတာလဲအငွေ့ပြန်သွားတာလားကျွန်တော်တို့စွမ်းအင်တွေရဲ့သဘောတဘာဝအရာစွမ်းအင်တွေကဖန်တီးလို့လည်းမရဘူးဖြတ်စည်းလို့လည်းမရပါဘူးအဲဒီဆုံးရှုံးသွားတဲ့စွမ်းအင်တွေကလည်းတခြားစွမ်းအင်ဖြစ်ပြောင်းလဲသွားတာဖြစ်ပါတယ်ဒါကြောင့်မလို့အပြာရောင်အလင်းကနေပြီးတော့ဆုံးရှုံးသွားတဲ့စွမ်းအင်တွေကအပူစွမ်းအင်ဖြစ်ပြောင်းလဲသွားတာပါကျွန်တော်တို့အိမ်မှာသုံးနေတဲ့အဖြူရောင် LED မီဒီတွေကိုကင်ကြည့်မယ်ဆိုရင်ပူနေတယ်လို့ခံစားရမှာပါဒါအပြာရောင်အလင်းကနေပြီးတော့ phosphor layer ကိုဖြတ်တဲ့အခါမှာဆုံးရှုံးသွားတဲ့ energy တွေပဲဖြစ်ပါတယ်နောက်တစ်ခုကဖြူရောင် LED တွေကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်အဝါရောင်တန်းနေတာကိုလည်းကျွန်တော်တို့မြင်နိုင်မှာပါဒါကအပေါ်ကအုပ်ထားတဲ့ phosphor layer ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်မိတ်ဆွေတို့ရဲ့အချိန်တွေကြိုးရှိသွားမယ်လို့လည်းမျှော်လင့်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းစိတ်ဝင်စားစရာနည်းပညာတွေအကြောင်းကိုတင်ဆက်ပေးသွားအောင်ပါမလို့ channel လေးကို follow လေးလုပ်ခဲ့ပေးပါအောင်